အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေမိထားတဲ့မိကုံးလေးကိုကျွန်တော်လာပြီးဖြည့်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Messenger မှာတစ်ဖက်သူဟာစာပို့လာတဲ့ချိန်ကျရင် note လေးတွေမတက်လာဘူးဆိုတဲ့သူတွေတွေ့ပေါ့နော်ဒီမှာကျွန်တော်ပြပေးမယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ Messenger မှာတစ်ဖက်သူဟာစာပို့လာတဲ့ချိန်ကျရင်ဒီလိုမျိုး note လေးတွေမတက်လာဘူးဆိုတဲ့မိတ်ဆွေတွေကိုပြီးပြောင်းတဲ့နေလေးကျွန်တော် share လုပ်ပေးမှာဖြစ်ပါတယ်ဒီရင်ဗီဒီယိုမှာလည်းကျွန်တော်တင်ပေးထားတာရှိတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေမေးများလို့ပေါ့နော်ဒီကနေ့ကျွန်တော်ထပ်ပြီးတင်ပေးမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိုးရိမ်ကြည့်ပြီးတော့မသိသေးတဲ့သူတွေအတွက်လည်းပြန်လည် share သွားပေးဖို့ကျွန်တော်တောင်းဆိုချင်တယ်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တို့ Messenger လေးထဲကိုနှိပ်သွားပေးရမှာပဲဖြစ်ပါတယ်ဗျာ။ Okay ကျွန်တော်တို့ရဲ့ Messenger ထဲရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီအောက်ဆုံးမှာ menu bar လေးတစ်ခုကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ပြီးရင်ကျွန်တော်တို့ကဒီမှာ setting လေးကိုထည့်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ဗျာ။ပြီးရင်ကျွန်တော်တို့ပေါ်နည်းနည်းဆွဲလိုက်ပါခင်ဗျာဒီနေရာမှာโอเคပေါ်ဆွဲပြီးပြီဆိုရင်ဒီမှာကျွန်တော်မြားလေးပြပေးထားမယ်ဒီမှာကျွန်တော်တို့အစစ်လေး30အဆင့်ပြီးတော့ရှိနေတဲ့ပုံစံလေးပေါ့နော်ဒီနေရာလေးမိတ်ဆွေတို့တေချာလေးရှာပါဒီနေရာလေးကိုကျွန်တော်တို့ကနှိပ်ပေးထားရမှာဖြစ်ပါတယ်နော်โอเคအခုလိုမျိုးအောက်မှာဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေ note လေးကတော့တွေ့ရတော့မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကလောင်းဆိုတဲ့ဒီပေါ်ဆုံးမှာမိတ်ဆွေတို့ယူပြီးထားပေးပါဒါဆိုရင်တော့ကျွန်တော်တို့ note တက်လာမှာပဲဖြစ်ပါတယ်ဗျာโอเคဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့မိထားတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဖြည့်ပေးလိုက်ပြီနော်တကယ်လို့နားမလည်တာရှိရင်လည်း comment မှာမှတ်ထားခဲ့ပါကျွန်တော်အားရင်အားသလိုပြန်လည်ဖြည့်ကြပေးမှာပဲဖြစ်ပါတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ